2025မှာ AI ရဲ့နည်းပညာကကျွန်တော်တို့ဘဝကိုဘာတွေပြောင်းလဲသွားစေမလဲဒီနှစ်မှာ AI နဲ့အတူဘာတွေမျှော်လင့်ထားလို့ရမလဲဒီဗီဒီယိုမှာသင်မသိသေးတဲ့ AI ရဲ့အံ့ဖွယ်အပြောင်းလဲတွေကိုကျွန်တော်ကတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်နဲ့အတူဆက်ကြည့်လိုက်အောင်ကျွန်တော်တို့2025ခုနှစ်ထဲမှာစတင်ပြီးတော့နှီးစက်လာမယ့်အရာက AGI ဆိုတဲ့နည်းပညာပဲဖြစ်ပါတယ် AGI ရဲ့အရှေ့ကောက်ကိုမိတ်ဆွေတို့သိအောင်ပြောရမယ်ဆိုလို့ရှိရင် Artificial General Intelligence ဖြစ်ပြီးသူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းကကျွန်တော်တို့လူသားတို့လိုစဉ်းစားနိုင်ပြီးအမျိုးမျိုးသောအလုပ်တွေကိုလှုပ်ဆောင်နိုင်တဲ့နည်းပညာပြောရမယ်ဆိုလို့ရှိရင်ဉာဏ်ရည်တုနည်းပညာပဲဖြစ်ပါတယ်ကျွန်တော်တို့အခုလက်ရှိအသုံးပြုနေတဲ့ Narrow AI ကြတော့တစ်ခုတည်းသောအလုပ်ကိုသာလှုပ်ဆောင်နိုင်တဲ့နည်းပညာဖြစ်ပြီးတော့လူသားတွေရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိပါတယ် AGI ရဲ့နည်းပညာက Narrow AI ထက်အဆပေါင်း100လောက်ကွာခြားနေမှာဖြစ်ပြီးတော့ AGI ရဲ့နည်းပညာကပေါ်ပေါက်လာမယ်ဆိုရင်ကျွန်တော်တို့ရဲ့လူသားမျိုးနွယ်ရဲ့ဘဝကိုအကြီးအမားပြောင်းလဲသွားစေနိုင်ပါတယ် AGI နည်းပညာကိုစတင်ပြီး OpenAI တို့လိုကုမ္ပဏီတွေ DeepMind တို့လိုကုမ္ပဏီတွေကဒီအတွက်အကြီးစားသုတေသနလုပ်နေရတယ်လို့လည်းသိရပါတယ်2025မှာစတင်နေတာဖြစ်တာကြောင့်ဒီနည်းပညာကနောက်နှစ်ပေါင်းများစွာမှာပေါ်ပေါက်လာနိုင်ပါတယ်။ဒါကြောင့် AGI ရဲ့နည်းပညာကတိုးတက်လာတာနဲ့အတူအန္တရာယ်ရှိလာနိုင်တဲ့နည်းပညာလည်းဖြစ်ပါတယ်။နောက်တစ်ခုမပြောခင်မှာကျွန်တော်ကအရင်ဆုံးအခုလက်ရှိ ChatGPT တို့မှာအသုံးပြုနေတဲ့ GPT ဆိုတဲ့အသုံးလုံးကိုအရင်ဆုံးသိအောင်ရှင်းပြပါမယ်။တီးပြီးသားလူတွေလည်းသိပြီးလာမှာပါ။ GPT ဆိုတာက Generative Pre-trained Transformer ဖြစ်ပြီးတော့သူကကျွန်တော်တို့အခုလက်ရှိအသုံးပြုနေလို့ပဲကျွန်တော်တို့ရဲ့မေးခွန်းမှန်သမျှကိုရေးနိုင်ပြောနိုင်ဖတ်နိုင်ဘာသာပြန်နိုင်ပြီးအကြံပေးနိုင်စဉ်းစားနိုင်တဲ့နည်းပညာဖြစ်ပါတယ်အခုကျွန်တော်တို့သုံးနေတဲ့ ChatGPT မှာ GPT 2.5 အမျိုးအစားကိုအသုံးပြုထားဖြစ်ပြီးတော့2025 February လမှာထွက်ရှိထားတဲ့ GPT 4.5 အမျိုးအစားကိုတော့ GPT တောင်ဖြစ်တဲ့ ChatGPT Plus မှာ$20ပေးပြီးမှသာအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဒီတော့ OpenAI ကုမ္ပဏီရဲ့ CEO Sam Altman က GPT-5 ကိုကျွန်တော်တို့ဒီခုနှစ်2025မှာနှစ်လယ်သို့မဟုတ်နှစ်ကုန်ကန်ဒီလောက်မှာထွက်လာမယ်လို့လည်းသူကပြောထားပါတယ် GPT-5 ကပို့ပြီးတိကျပြီးတော့ AI language model ကလည်းပို့ပြီးတိကျမယ်လို့လည်းသူကပြောထားပါတယ်ဒီတော့အခုလက်ရှိကျွန်တော်တို့ရဲ့မြန်မာဘာသာစကားကိုကောင်းကောင်းနားလည်လာနိုင်မလားပြန်ပြောလာနိုင်မလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဘာပဲပြောပြောထွက်ရှိလာမယ်ဆိုရင်လည်းကျွန်တော်တို့ဘက်ကနေပတ်စံပေးပြီးတော့ဝယ်ပြီးအသုံးပြုရမှာအသေးကြပါပဲ။ဒါကြောင့်ထွက်ရှိလာလို့ရှိရင်လည်းကျွန်တော်ကအသုံးပြုခဲ့ရင်ကျွန်တော်ရဲ့အတွေ့အကြုံအနေနဲ့မိတ်ဆွေတို့အတွက်ဗီဒီယိုတစ်ပုဒ်ထပ်လုပ်ပေးသွားပါမယ်။2025ခုနှစ်နဲ့ပတ်သက်ပြီးအရေးကြီးဆုံးချန်ထားခဲ့လို့မရတဲ့တိုးတက်လာမယ်နောက်တစ်ခုကတော့ AI နဲ့ပြုလုပ်ထားတဲ့ AI robot အကြောင်းပဲဖြစ်ပါတယ်။ AI robot တွေရဲ့တိုးတက်လာမှုက2020မှာတော်တော်လေးကိုတည်တာလာခဲ့ပြီးတော့ကျွန်တော်တို့ရဲ့လူသားတွေရဲ့နေ့စဉ်ဘဝကိုပြောင်းလဲလာမယ်နည်းပညာလည်းဖြစ်လာနိုင်ပါတယ်2024မှာလည်း Elon Musk ကသူ့ရဲ့ Tesla Optimus robot တွေနဲ့ပါတီရေးပေးကမိတ်ဆက်ခဲ့ပြီးတော့2025မှာစတင်ပြီးတော့စမ်းသပ်ရောင်းချမယ်လို့လည်းသိရပါတယ်တရားဝင်ဈေးကွက်အတွင်းတို့တရားဝင်ရောင်းချမယ်ခုနှစ်ကတော့2026-2029လို့တော့သိရပါတယ်အခြားသောကုမ္ပဏီတွေကလည်း AI robot အမျိုးအစားတွေကိုသူ့ထက်ကအပြိုင်အဆိုင်တည်ထင်လာနေတာဖြစ်ပြီးတော့2025မှာဘယ်လို AI robot တွေကိုတည်ထင်လာမလဲဆိုတာကိုကျွန်တော်တို့ဘက်ကနေစောင့်ကြည့်ရမှာပဲဖြစ်ပါတယ် AI ရဲ့2025မှာနောက်ဆုံးတည်တည်တတာတိုးတက်လာမယ့်အရာကတော့ AI generate art တွေပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ရဲ့ YouTube TikTok အဓိကတော့ TikTok မှာဆိုလို့ရှိရင်တကယ်အစ်စ်တိုင်းတူတယ်AI ကဖန်တီးထားတဲ့ဗီဒီယိုတွေပုံတွေဇလန်းတူလေးနဲ့ပြုလုပ်ထားတဲ့တလိပ်ဆန် animation ဗီဒီယိုတွေခဏခဏတက်နေတာကိုမိတ်ဆွေတို့သတိထားမိမှာပါအဲ့ဒါတွေက AI လက်ရာတွေပဲဖြစ်ပြီးတော့ကျွန်တော်တို့ဖန်တီးလိုတဲ့အကြောင်းအရာကိုရိုက်ထည့်လိုက်တာနဲ့ AI ကဖန်တီးပေးမှာပဲဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကောင်လေးတစ်ယောက်ကလမ်းမပေါ်မှာစပိန်စီးနေတယ်အဲ့ဒါကိုရိုက်ထည့်လိုက်တာနဲ့ AI ကဖန်တီးပေးမှာပဲဖြစ်ပါတယ်2025မှာတော့ဒီလောက်တိုးတက်နေပြီဆိုရင်နောက်လာမဲ့လတွေနှစ်တွေမှာပ
ပို့ပြီးတော့ပြပြတဲ့ AI art တွေဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့ဘက်ကနေစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်2025ခုနှစ်မှာ AI ကဘယ်လောက်ထိတိုးတက်ပြောင်းလဲလာမလဲဆိုတာကိုမိတ်ဆွေတို့မြင်တွေ့သွားမှာပါကျွန်တော်ကတော့ AI ရဲ့တိုးတက်ပြောင်းလဲမှုကိုသဘောကျပေမဲ့အထင်ကိုမရှိပဲလွတ်ထားရတဲ့စာရင်လူတွေရဲ့ထိန်းချုပ်မှုအောက်မှာပဲတိုးတက်ပြောင်းလဲစေချင်ပါတယ်မိတ်ဆွေတို့ရော AI ရဲ့တိုးတက်ပြောင်းလဲမှုကိုသဘောကျရလားဘယ်လိုမြင်လဲ AI နဲ့ပတ်သက်ပြီးသိချင်တာမေးချင်တာရှိရင်ကျွန်တော်ရဲ့ comment အောက်မှာရေးခဲ့ပြီးကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်လည်း like လေးပေးခဲ့ပေးပါအောင်ဒီလိုမျိုးဗဟုသုတဗီဒီယိုတွေ tab review တွေထပ်ပြီးတော့တင်ဆက်သွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်အောင်တင်ရင်လည်း subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ် see you next video